EV ကားတွေမှာကြောက်စရာအကောင်းဆုံးကဘာလဲဆိုပြီးတော့ကျွန်တော်မေးခွန်းမေးတော့တောက်လျှောက်အဖြေတွေဖြေကြရင်လည်းပေါ့နော်အဲ့ဒီ problem ကိုလာရောက်ပြီးတော့တိုင်ပင်ကြတဲ့လူကိုပြောကြတဲ့လူတော့အများကြီးရှိတယ်ပေါ့နော်ဒီ brother ကလည်းအဲ့လိုမျိုးပဲပေါ့နော်ကြွက်ရံမဲ့ကြောက်နေရတယ်တဲ့ဘောနဲ့ဖွင့်လိုက်လို့ရှိရင်ကြွက်ချေရတယ်တွေ့နေရတယ်စိတ်ဆင်းရဲနေရတယ်ဗျာတဲ့ကြွက်ရံဘယ်လိုကာကွယ်ပေးရမလဲအကြံပေးပါအောင်တဲ့ကဲအဲ့ဒီတော့ကျွန်တော်တတိပုဂ္ဂလအမြင်ကိုလည်းပြောမယ် brother တို့အထူးသဖြင့်တော့နော်ဒီနယ်ပယ်ထဲမှာရှိနေတဲ့ brother တွေကိုကျွန်တော်ဖိတ်ခေါ်ပါတယ် sharing is caring ပေါ့ဗျာတယောက်နဲ့တယောက်အပြန်အလှန်မျှဝေခြင်းဖြစ်ဒီကောင်းမှုတစ်ခုနေ့စဉ်ပြုဆိုတဲ့အစီအစဉ်မှာ brother တို့လည်းဝင် join လို့ရပါတယ်ပေါ့နော်တက်နိုင်လို့ရှိရင်အဆင်ပြေမယ်ဆို brother တို့ရဲ့မှတ်ချက်လေးတွေလည်းကျွန်တော်သိချင်ပါတယ်ကြားချင်ပါတယ်ဒါကတော့ကျွန်တော်မေးထားတာဖြစ်တဲ့အတွက်ကျွန်တော်လည်းတတိပုဂ္ဂလအမြင်လေးတွေရှေ့မှာလည်းဖြေခဲ့တယ်ပေါ့နော်အခုနောက်လည်းထပ်ဖြေပေးပါမယ်ပေါ့နော်ကျွန်တော်ဟိုတရက်ကကျွန်တော် brother တယောက်ကပဲလာပြောတယ်ပေါ့ဟုတ်တယ်တဲ့ brother ပြောတဲ့အတိုင်းပဲကျွန်တော်ကြွက်ကိုနေပြီးတော့တော်တော်ဖြည့်ရှင်းယူလိုက်ကြတယ်အဲဇလန်းကကြွက်ချီနဲ့တခုဖြစ်ပြီဆိုလို့ရှိရင်အရင်ကကြွက်ပေါ်ပါတယ်ဆိုတဲ့နေရာမှာတော့ကြွက်မတက်ဘဲနဲ့ကိုအိမ်မှာအေးဆေးထားကမှပဲကြွက်ကပြန်တက်တဲ့ဟာမျိုးရှိတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တို့ဆိုလို့ရှိရင် daily use တွေပေါ့နော်နေစားတူကမောင်းနေတဲ့လူတွေတောင်မှကြွက်ချီတက်တယ်ဆိုတော့နည်းနည်းတော့ပြဿနာတော့မဟုတ်ဘူးပေါ့နော်ပုံမှန်ဆိုကျွန်တော်တွေးထားတာကဒီလိုမျိုးတော့အိမ်သုံးကားတွေလောက်ပဲနော်ဒါမှမဟုတ်လို့ရှိရင်လည်းခုနကတော့နည်းနည်းညစ်ပတ်တဲ့ဟိုဟာမျိုးတွေလောက်ပဲဖြစ်မယ်လို့ထင်ထားတာပေါ့နော်နေစားတူကမိုးရင်းဆိုတော့လည်းညစ်ပတ်တာတော့ကားတိုင်းကတော့အရင်ကြီးတော့မတန့်ရှင်းနေနိုင်ဘူးပေါ့ဗျာအဲ့တော့ဘလို့ကာကွယ်မလဲပေါ့နော်အကြမ်းများပြပြောပါဆိုတော့ကျွန်တော်တို့ပုံမှန်ရှေ့မှာလည်းပြောခဲ့တဲ့လိုမျိုးပါပဲပေါ့နော်နံပါတ်1ကတော့တရက်တစ်ခါလောက်ကိုနေပြီးတော့ကျွန်တော်တို့ဟိုစီကားတွေဆိုတဲ့စစ်ကြတယ်မလားအင်ဂျင်ခန်းကိုခုနကဘောနပုံဖွင့်ဘာညာကြည့်တယ်လို့မျိုးပဲအဲ့လိုမျိုးပဲမနက်တစ်ခါလောက်ကြည့်နိုင်နေနိုင်တော့ကောင်းတယ်ပေါ့ဗျာနောက်ပြီးတော့ကျွန်တော်နောက်တာမဟုတ်ဘူးတော့တကယ်ပြောတာနော်ကြွက်ကိုကြောက်ရင်ကြောင်မွေးလိုက်ပါဆိုတာအဲ့ဒါလည်းတကယ်ကြောင်ရှိနေလို့ရှိရင်အတိုင်းတာတစ်ခုထိအရာကျွန်တော်ကန်ကောင်းတယ်ပဲပြောရမှာပေါ့နော်ကျွန်တော်ဒီဘောနက်ထဲမှာလို့ရှိရင်ဝင်စစ်ဖြစ်တာတကယ်တော့ကြောင်လေးတစ်ခုဒုက္ခဖြစ်မှာဆိုလို့ကြည့်ဖြစ်တာနေပြီးတော့ကျွန်တော်နားတစ်ဝိုက်မှာလည်းကြွက်တွေရှိပါတယ်ပေါ့နော်အဲ့ကြွက်ကိုကြောင်ရပဲဖြည့်ရှင်းပေးသွားတော့အဆင်ပြေတယ်ပေါ့နော်ဒါတော့နောက်တာပါဒါပေမဲ့ခုနဒီဘက်ကဟာပြန်ပြောပါဆိုလို့ရှိရင်နံပါတ်1ကတော့မိုးရင်းဆိုပေမဲ့လည်းကားကိုတန်ရှင်းရနေအောင်ထားနိုင်ဖို့အစီကြီးတယ်ပေါ့နော်အထူးသဖြင့်အောက်ပိုင်းပတ်တွေကနေဝင်တာများတာဆိုတော့လေတခုတတိထားပါတော့ကျွန်တော်ပြောချင်တာဟိုရေကိုတဲမကြောက်နဲ့ဆိုတာမျိုးကျွန်တော်ပြောချင်တာเนาะဒီမှာသူ့မှာ IP ရဲ့ level ရှိတယ်ပေါ့နော်တိုင်းတာတစ်ခုထိရတော်သိအောင်ဒီ pressure gun နဲ့ဟိုနေပြီးရေဖွာထိုးမယ်ဆိုလို့ရှိရင်ထိုးလို့ရပါတယ်ပေါ့နော်ဒါတော့မှပဲဒီရေဆေးတဲ့နေရာမှာလဲဒီ block com လဲကျွန်တော်တို့အောက်ထီကိုနေတော့ဝင်ပြီးတော့နှိုက်ပြီးတော့ဆေးလို့ရတဲ့နေရာမျိုးတွေရေဆေးကုန်တွေမှာဆေးတင်ပါတယ်ပေါ့နော်အဲ့ဒါမှကိုစက်ခန်းတွေရောဒီဘက်တီပက်တွေဘာတွေရောကြားတဲ့ထီကိုနေတော့ရေကန်းနဲ့ထိုးချမှဒီကြီးတွေဘာတွေကတော်သိအောင်မတင်တော့မှာပေါ့နော်ဟိုတလောကဆိုလို့ရှင်ကျွန်တော်ဗီဒီယိုတစ်ပုတ်တွေ့လိုက်တယ်သူဆိုလဲ BZ ကကားကိုနေပြီးတော့ပြင်ထားတာတွေ့တယ်ပေါ့နော်အဲ့ဒီမှာဘာတွေ့ရလဲဆိုလို့ရှင်အဲ့ဒီတန်းမှာသူကအမိုက်တိုက်လို့ဖြစ်နေတယ်သူ highway မောင်းတာဖြစ်မှာပေါ့လေအဲ့တော့အဲ့ဒီအမိုက်တိုက်တွေမှာလဲချိတော့ကြွက်ကတိတဲ့အတိုင်းပဲအောင်းပြီပေါ့ဗျာအဲ့တော့ကျွန်တော်တတိပုဂ္ဂလအနှစ်ချုပ်ကိုပြောပါဆိုလို့ရှင်နံပါတ်1ကြွက်ပြေးစေးဖြန်းပါဒါလည်းအထိုက်လျောက်ကပါဖြစ်ပါတယ်ကြွက်ပြေးစေးကိုကျွန်တော်တို့ဘိန်းပတ်ချလဲလောက်ပေါ့နော်ညနေပြန်ကားသိမ်းတဲ့ချိန်တော့တန်ရှင်းမလုံးနိုင်ကြတော့လေလူတော်များပင်ပန်းတော့ကြွက်ပြေးစေးဖြန်းလိုက်ပါကြွက်ပြေးဖြန်းပြီးလို့ရှိရင်နံပါတ်2ကခုနလိုမနက်ဆိုလို့ရှိရင်စက်ခန်းတို့ဘာလို့ပတ်ကြည့်လိုက်ပေါ့နော်တစ်ခေါက်လောက်အဲ့လိုလုံနိုင်ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ခုနပယုံလုံးကလည်း effective ဖြစ်ပါတယ်เนาะပယုံလုံးကိုဒီ battery ဘယ်လိုခေါ်မလဲဒီစက်ခန်းနဲ့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကြွက်ဝင်မွေနိုင်လောက်တဲ့နေရာကိုပယုံလုံးကိုကော်ကြိုးတွေပိုင်းနဲ့ခြိထားမယ်ဆိုရင်မြဲလောက်တဲ့ဟာမျိုးဆိုလို့ရှိရင်လှုပ်ထားနိုင်လို့ရှိရင်ကောင်းပါတယ်နောက်ခုနကတော့နံပါတ်3ကတော့ကျွန်တော်ခုနရှင်းမပြောကြလို့เนาะရေဆေးလို့ရှိရင်ရေဆေးခုံမှာရေဆေးခုံတင်ပြီးတော့ဆေးလို့ရတဲ့နေရာမျိုးမှာရေဆေးတင်ပါတယ်အဲ့ဒီအောက်ပိုင်းတွေကိုလည်းရေထိုးဆေးလို့ရပါတယ်တော်တော်ထိုးဆေးလို့ရပါတော်တော် level တီးပေါ့အတကုံဘယ်လိုခေါ်မလဲဝါယာကျိုးနေရာတွေကိုတော့အတကုံစွတ်မဆေးနဲ့ပေါ့ဗျာခုနဒါပေမဲ့တော်သိန်းုံလောက်ကကျွန်တော်စမ်းဘူးပါတယ်ပေါ့နော်တော်သိန်းုံတော်တော်လောက်ကိုဆေးလို့ရပါတယ်ပြောချင်တာကကြွက်ကဲ့သဘောတဘာဝကလည်းတစ်ခါအနက်သဘောမျိုးသူတို့ကြွက်ကဲတင်ကြတာဖြစ်မှာပေါ့နော်ကြွက်နဲ့ရသွားပြီကြွက်ချီတစ်ခုလောက်ရှိပြီဆိုနောက်ဆက်တွဲအဲ့ကြွက်ကတောက်လျှောက်လာဖို့များပါတယ်အဲ့ဒီတော့အဲ့ဒီအနက်ရပြီဆိုတာနဲ့ဂယူးဆိုင်လိုက်ပါတော့အတတ်နိုင်ဆုံးခုနကအဲ့အနက်ကိုပျောက်ထွက်သွားအောင်ဒီဖျောက်ပြီးတော့ဆေးပြီးတော့နောက်ပိုင်းဂယူးဆိုင်တာပိုကောင်းပါတယ်အဲ့ဒါလေးကျွန်တော်အတွေးပေါ်လာတော့လေးပြန်လဲမျှဝေတာပါကြိုးတုံလေးရရှိမယ်လို့မျှော်လင့်ပါတယ်ကြိုးတုံရရှိရင် like share comment နဲ့အားပေးခဲ့လို့ရပါတယ်အထူးပြောချင်တာကတော့ဒီ brother တို့ရဲ့အတွေ့အကြုံလေးကိုလည်းပြန်လဲမျှဝေစေချင်ပါတယ်အားလုံးပဲဖေးဖေးဝေးကွာဝင်လာပါများတိုးပါကြပါစေခင်ဗျာကျေးဇူးပါ